သူ့ရဲ့နာမည်ကတော့ကျွန်တော်လည်းအတမထွက်တတ်လို့မပြောပြတော့ဘူးဗျသူ့ရဲ့နာမည်ကတော့ The Asphyxiation မြန်မာလိုဆိုရင်တော့အသက်မရှူနိုင်ပါလို့အဓိပ္ပာယ်ရတယ်နာမည်နဲ့လိုက်အောင်ပဲသူ့လာပြီဆိုရင်ကျွန်တော်တို့တကယ်အသက်ရှူရထားရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကအသက်ရှူရဲ့လေတံကိုကြားရတဲ့ကိုကျွန်တော်တို့ကိုရဆက်တက်ချက်ပြလို့ရှိတယ်မကောင်းဆိုးဟာတကောင်ပါသူကဘယ်တော့မှမတည်နိုင်ဘူးလို့လည်းပြောလို့ရတယ်ဗျဘာဖြစ်လို့လဲဆိုရင်တော့သူတည်သွားတဲ့အခါမှာတော့မှသူပြန်ရှင်ဖို့အတွက်မရမကကြိုးစားတဲ့တော်ဝါဆိုပါဒီနေ့ဗီဒီယိုထဲမှာဆိုရင်တော့အဲ့ဒီလို Cambridge ကိုအတူယူပြီးတော့ပြုလုပ်ဖန်တီးထားတဲ့ The Asphyxiation အသက်မရှူနိုင်ပါဆိုတဲ့မို့ကိုကျွန်တော်ထည့်သွင်းစော်ကစားခဲ့တယ်။ Okay အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲမှာဆိုရင်တော့အရန်ကျန်းတဲ့ Dweller Mod အသစ်ဆက်ဆက်လေးကိုကျွန်တော်ကအခုလိုနဲ့အတူစော်ကစားမှာဖြစ်ပါတယ်။ဆိုတော့ဒီ mod မှာပေါ့နော်တော်တော်လေးကိုကျန်းတယ်လို့ပြောရမယ်အဲ့ကောင်ကလေဘယ်တော့မှမသိနိုင်ဘူးဥမာတနည်းအားဖြင့်ဆိုရတယ်ပေါ့ကျုပ်အဲ့ဒါမသိမျိုးပေါ့အဲ့ဒီကောင်မသိမျိုးဆိုတော့ကျုပ်ကတော့တကယ်တတိထားဖို့လိုတယ်ဆိုတော့အခုလောတဲ့တော့တစ်ပင်လေးခုတ်လိုက်ကြတာပေါ့โอเคကျွန်တော်အခုတစ်ပင်တော့ရပါပြီဆိုတော့ကျွန်တော်လိုရတဲ့ tools တွေရဖို့အတွက် crafting table လုပ်ဖို့အတွက်ကျွန်တော်အရင်ဆုံး wood တွေကိုအချောတက်မယ် oak plank တွေဖြစ်ပြောင်းမယ်ပေါ့နော်ဆိုတော့ကျွန်တော် crafting တွေပဲခိုင်းလုံးနေကြထုံးစံမယ်ဒါလေ crafting တွေပဲချနောက်တော့လိုရတဲ့ wooden tools တွေလုပ်ပါမယ်โอเคဆိုတော့ကျွန်တော် spawn တော့ spawn point တော့ savannah မှာပေါ့ဆိုတော့ဒီမှာဟိုမှာလည်းတိုးတော့တွေ့တယ်โอเคကန်ကောင်းတယ်ညကြဒီညတော့အဲ့လိုရမယ်ထင်တယ်တိုးတော့ကောင်းအောင်ရှားတော့အလားမရှားတော့ပါဘူး wait what ဒီကောင်နွားတွေတက်ထားတာကျုံဒီတော့မှလဲတာတေးလိုက်တော့ဟောကွန်ထိုးကလေလက်ကချုံနေဆိုတော့တိုးကတော့တွေ့ရ3ကောင်ကျော်နေပြီဆိုတော့じゃဒီနားမှာပေါ့စတုံးလေးတွေ့ရကျုံယူတော့အောင်ပိုကောင်းတဲ့ tools တွေရဖို့အတွက်အဲ့တော့ furnace လုပ်ဖို့အတွက်ရန်ရေးကြည့်တယ် stone ဆိုတော့ကျွန်တော် tools တွေလည်းရပြီအခုတော့ furnace တစ်ခုလိုရတယ်ဒါကတော့ကျွန်တော်အစားအစာတွေနဲ့တခြား iron တွေပါကြိုချက်ဖို့ပေါ့နော်ဆိုတော့ခုတော့ mine လေးပါလေတွက်ရှာ cave လေးရေးဘယ်မှာလဲ hello cave ဘယ်မလဲဟာညကောင်ဘာလုပ်နေအဲ့တော့ဒါ asphyxiation မလား what the hell နေကြဒီနားမှာ respawn point ကဆက်ထားမှာဖြစ်မှာရဘာလုပ်နေအားနာဘာလုပ်နေကိုစီနေဘာတော့ရထုနေရလားပတ်ကြည့်လားမဟုတ်ပါဘူးပျောက်သွားပြီဟောင်းဘလို့ကြီးတော့ကွာဒီကောင်လီမင်းတို့ကအမူအရာနဲ့6 oh my god cave တွေ့ပြီအမူအရာနဲ့6တာဆိုကြကြောအခုခိုးလေးတွေ iron လေးလည်းရတာပေါ့ဆိုတော့ give တက်စင်းအောင်give ကတော့net လောက်ပါတယ်ဒါပေမဲ့အကောင်ပလောင်နေတော့တော့များတယ်ကွာ okay iron yup iron ဆိုတော့ iron လေးတူအောင်ပေါ့နော်ဘယ်နှသုံးလောက်ရမလဲ wait what ဗိမ်းမိုင်းတော့ပါပါတယ်ဒီဗိမ်းမိုင်းတာနေ lag တော့ကျုပ်ကိုရှေ့တိုင်းကြောင်လာမသိဘူးဆိုတော့ခုတော့ကျုံfurnace တို့ crafting table ဒီမှာထားခဲ့မှာပေါ့နော်furnace မိုက်တစီရဲ့တဲ့ grand final တဲ့ oh shit ဘာရုံးမသိငါ subscribe လုပ်ပြီလို့ okay
တော့ဒါလေးရအောင်ရင်စောင့်လိုက်မယ်ရှီးနဲ့ကျွန်တော်တို့ရှီးနဲ့စွာလုပ်ဖို့အတွက်ဒါလေးအရင်ရအောင်စောင့်လိုက်မယ်ပေါ့နော်ဆိုတော့ shield ကျွန်တော်ရှီးလုပ်ဖို့အတွက်တစ်ပင်တော့ခေါ်ရမယ်ဆိုတော့ရမ်းမလေးတစ်ပင်ရှိရခေါ်လိုက်မယ်โอเคခုံမယ်ကျွန်တော်တစ်ပင်ကတော့တစ်ချက်တည်းပေါ့နော်တစ်ချက်တည်းဆိုမှအောက်ပိုင်းကတော့နည်းလေးခေါ်20 30တော့ဘာဖြစ်အဲ့ဒါလေးကတော့တော်လေး realistic ဆန်နဲ့အတောင်လေးဆိုတော့ကျွန်တော်လည်းတော်လေးကြိုက်ပါတယ်ဆိုတော့တက်သားကိုချောတက်ပြီးရင်ကျွန်တော်ရှီးလုပ်လို့ရပြီโอเคဆိုတော့ give တဲ့ကစွာလေးရပြီဆိုအိုးဟာယောမင်းအဲ့ဒါဘာသွားလုံနေရလဲလို့ what are you doing there man hey dude come on fight with me fight me I mean ကျုပ်ဒီကောင်ကအိုးဒီကောင်ကျွန်တော်ချင်းနေချက်ရှိုးရတာအကောင်ချင်းနေကောင်းမကောင်း situation ရှိုးရတာဆိုတော့ရတဲ့ iron လေးမိုင်းမယ်ရုံနေမရှုံးကြအောင် iron လေး easy မင်းတို့ကောင်နေဟာကျုပ်အရင် spawn point ပြင်ရအောင် shit ဆိုတော့ဒီနောက်မှာတော့လေးပါကျွန်တော်ဆွမ်းနာအိယာဖြတ်တာပေါ့နော်ကျုံမဖြစ်မိပါဆိုတော့ကျွန်တော်အခုတော့ရွာလေးပါလေးလိုက်ရှာဟာယောင်တွေးပြန်ပြီဘာလုပ်နေရတာကိုချောင်းကုန်ချွန်းနေမို့ငါတီနေဦးမယ်ပေါ်လေးပါလေးဆင်ထားမှာအေးအဲ့ကောင်အလူပြုတ်သွားတာငါပြောရချင်တော့အဲ့ကောင်လာပဲကြည့်ရတယ်တွေ့မချလာဘူးထင်တာပဲပေါ့နော်ကျိုးရထင်မိစားကြပေါ့ကလို့ထင်တော့ဘလို့ရှိတယ်မသိဘူးဟာပေါ်လာပြီဒီကောင်ကပျောက်သွားမှာပဲဒါမင်းတော့ကြောက်ရတယ်ကွာဘယ်ချိန်ထားပြီးတောင်းချင်လဲမသိဘူးဆိုတော့ဒီကောင်ကခဏပေါ်လာပြီးတော့ပျောက်သွားတာပါဆိုတော့လုံးချင်မရှိရနဲ့ပဲတစ်ပင်လေးပဲခေါ်အောင်ကွာဒီအတောင်နေအားလုံးကျကောင်းမှမှာဒီကောင်းမှမှာခြိုက်တော့ဆိုတော့ကျွန်တော်ရဲ့ Telegram channel ကိုပါပြီးတော့ free download လုပ်ရတယ်။နောက်နေ့ကလည်းတော်တော်မိုက် support version ကတော့ 1.30 1.41 okay ပါမိုက်တယ်တော်တော်မိုက်တယ်တော်လည်းတော့ကြိုက်တော့နောက်ဗီဒီယိုလည်းသုံးရမယ်ပေါ့သုံးရင်ပိုကောင်းမယ်ဟာမင်းငါစကားပြောနေနင်းဦးတော့ကွာမင်းမချင်းလေးစားနေလောက်ပါအဲ့လို easy ပဲမင်းပါလို့ငါဒီမထားဘူးမင်းငါချနိုင်တယ်လို့မဟုတ်ဘူးလားဆန်းရလာနေပါလေကကြည့်အောင်အဲ့လိုပျောက်သွားတာမင်းကငါမကြောက်မှန်းတီးလို့လားမသိအိုးတွေ့လိုက်တယ်အမေလေးအမေအောင်လေး black okay ကျောက်တရားမှာကျန်းသူ oh my god ခုနကကျောက်လွန်ပြင်မှာအဲ့မှာခိုးတွေဘာရနိုင်ပေါ့နော်ခိုးကတော့အရေးတကြီးလိုကနေဟာဆိုတော့တွက်ကြည့်အောင်ဟိအောင်မင်းကနေရာတိုင်းမှာပဲကွာမင်းစောင့်ကြည့်လိုက်ရမလွန်ဘူးလားကွာမင်းကြည့်လိုက်ရအမကြီးပေါ်တင်းကြည့်နော်လို့ပြဿကြီးပြဲပြီthe one who watch တို့လိုမျိုးအဲ့လိုမျိုးချောင်းလေးကြည့်တာဆိုကျွန်တော်လက်ခံလို့ရတယ်အဲ့လိုမျိုးဆိုကျွန်တော်လက်ခံလို့ရတယ်ဒါပေမဲ့ဒီကောင်ကြီးကကြတော့ဗျာကြည်အောင်အဲ့လိုပေါ်တင်းကြည့်လိုက်ကြမင်းမလွန်လို့လားပဲကျွန်တော်လည်းအပြင်မှာအဲ့လိုမျိုးသူများကြီးကိုယ့်ကိုပေါ်တင်းကြည့်အဲ့လိုမကြိုက်ဘူးနော်ဆိုတော့ဂိမ်းထဲမှာဆိုပို့ဆိုးမယ်ဒီမှာခိုးတွေတွေ့ကြကျွန်တော်ခံကောင်းနေပြောဟိုနားလေးထပ်သွားကြည့်အောင်မယ်โอเคဒီရောက်တာနဲ့ကျွန်တော်ညချက်ချင်းရောက်တာပဲဆိုတော့အိတ်ကြအောင် bed အိတ်လို့ရလားဝေကျွန်တော်မိတိုင်းလေးလောက်အောင်အရင်ဆုံးမိတိုင်းလေးဘယ်ဘက်လက်မှာကန်လို့ရတယ်မိတိုင်းလေးပေါ့နော်ဆိုတော့တော်တော်လေးမိုက်တယ်အဲ့ဒါလေးလဲကျွန်တော်အထောင်နေအားလုံးဗျာကျွန်တော်ထဲသမျှအထောင်နေအားလုံးပင်ကောင်းမှမရှိရကိုလို့တော့တောင်း Okay good morning everybody ထားကြရောင်နေဖွင့်ထိုးနေ okay
တော့တမကျုပ်ခိုးတွေတွေ့ရတူးကြအောင်စင်ပြေးမယ်ခိုးရတော့အများကြီးပဲကွာโอเคဒါနဲ့ကျွန်တော်ဒီနောက်မှာ ring pot တွေတွေ့လို့နေကုန်းစင်းနေပါဆိုတော့ဟာတွေ့ပြီဟိုကောင်တွေ့ပြီဒီခါတော့ကျွန်တော်မရတော့ဒီကောင်တော့တီးတော့မစမ်းကြည့်မယ်လာစမ်းရအောင်ကြည်တန်းကွာမင်းမျက်ခွက်ကိုမင်းမှန်ပြန်ကြည့်ရင်ရောက်မင်းမလည်းလန့်လာကျင်းမှာငါတော့လာတယ်ကြီးကကြောက် shit ဘလို့အဲ့တိုင်လုံနေလဲပျောက်သွားပြီနောက်ကတကောင်ပျောက်သွားတယ်ဆိုတော့ဒီကောင်နေကျွန်တော်ကြောက်တာပါကျွန်တော်ကမကြောက်ပါဘူးအမှန်တမ်းပြောတာနင်းတော့လန့်တာပေါ့ဆိုတော့ကျွန်တော်ဒီမှာ iron လေးရလာပါတော့ဆိုတော့ကျွန်တော် chest plate လေးလောက်လိုက်ပိုကောင်းမယ်ဆိုရင်ဒီတော့ pickaxe လောက်အောင်မယ်နောက်တစ်ခုကတော့ကျွန်တော် chest plate ပဲလောက်ရတော့မပြ chest plate ကကျွန်တော်ရဲ့ခန္ဓာကိုယ်ပူပြီးကာဝယ်ပေးရထင်တာပဲဟိုမို့တော့ကျွန်တော်လည်းမသိဘူးဟာလာပြန်ပြီဟိုကောင်မင်းကွာဒီအဲ့ကောင်ကျွန်တော်မကြောက်တော့ဟာဒီကောင်ကလှုပ်တယ်နော်ဒီကောင်ဒါတမီရိုးကြမဟုတ်ဘူးဟာဒါဆိုရင်တော့တမီရိုးကြဟွာကောင်အေးစေးပဲ what the hell bro မြင်လားဒီကောင်ကမသက်ရက်နေတာ bro မြင်လား bro ဟိုကောင်ငါလည်း flame ပါရထင်ပြီး bro နဲ့ရှောက်ခုံနေကိုလူမြင်လားအဲ့ကောင်မသက်ရက်နေတာကိုလူရဲ့ဒီပေါ်လေးပါလေးစင်တာပေါ်လေးပါလေးကြောက်တယ်ဟာသုံးကောင်တော့ကြီးအောင် bro အဲ့ကောင်မသက်ရက်ပြောင်း shit အတန်းလို့သွားပြီဆိုတော့ဒီကောင်တတ်ဖို့အတွက်လိုရမယ်ခုနောက်မှသူ့ရဲ့လာဘာလေးတွေတွားယူမှဖြစ်မယ်နေတူတယ်ဒါရေးကြီးတယ်ကျွန်တော်ရေးကြီးချင်းနေဒီကောင်မတ်တက်ရတာဆိုတာကြောင့်တကယ်ကိုတမယိုးကြမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ရဲ့ base ကိုလည်းမြန်လေးတိမ်မှဖြစ်မယ်ကျွန်တော်မြန်လေးတီထောင်မှဖြစ်မှာပေါ့နော်ကျွန်တော်အချိန်မရှိတော့ဘူး we don't have too much timeကျွန်တော်အခုတော့အရန်ကိုလိုအပ်နေတဲ့လာပါကိုခက်တဲ့ဖို့အတွက်ဘက်ကတ်ရပါပြီဆိုတော့ဘက်ကတ်လည်းရပြီဆိုတော့ကျွန်တော်မနက်ကြာရင်ကျွန်တော်လာပါတော့ယူမယ်ကျွန်တော်ဒီလာပါတော့အရန်အသုံးဝင်မယ်ထင်တာပဲဘာဖြစ်လို့လဲဆိုတော့ဒီကောင်တက်မဲ့နေရကြကျွန်တော်အသုံးပြုနေတယ် Oh my god no why shit what the hell man ဆိုတော့ဘယ်တက်နိုင်မလဲကျွန်တော်အလုပ်ဖြစ်တာတော့ဘာဖြစ်အစားရရှိပါသေးတယ်လာပါလေးရခဲ့ဆိုတော့ကျွန်တော်ရဲ့ base ကိုထောင်ရတော့မယ် let's go ကျွန်တော်ဒီတစ်ခါတော့အိမ်ကတော့ရိုးရိုးရှင်းရှင်းလေးပဲစောက်လိုက်တယ်ဘောနော်ဆိုတော့ဘာโอเคဆိုတော့ဒီဘက်ချောင်းလည်းဒီတိုင်းလေးပဲကျွန်တော်ရိုးရိုးရှင်းရှင်းလေးပါပဲဒီကတော့ဒါပေမဲ့အပေါ်တန်လေးတော့ပါမယ်ပေါ့ဗျာပေါ်တန်မှာတော့ဒီကောင်ကျွန်တော် skeleton နဲ့စီရောတက်လို့ရအများလေးပါနေတယ်ဘယ်လိုပြည့် oh wait what ဟေ့မင်းအစိုးရရှိတယ်ကွာဘလူးကြီးတော့ရှိသေးလားမရှိတော့ပြောက်သွား what စိုးရရှိသေးတယ်စိုးရရှိတယ်ပါရီ why so low ဘယ်လောက်တောင်လောနေရတာလဲ what the hell ဒါပေမဲ့ကျွန်တော်မကြောက်ဘူးနော်အဲ့ကောင်မျက်ခွက်လောက်ကတော့ကျွန်တော်ဒီကောင်ကိုနှိမ်နေဖို့အတွက်ရတဲ့နည်းနဲ့ကြိုးစားတော့မှာပေါ့ဒါပေမဲ့ကျွန်တော်မှလာပါရှိရကြဒါပေမဲ့ထောင်ချောက်ကတော့လုံးဖြစ်မှမထင်ဘူးwhat the hell ငါခုမှအိမ်ပြီးရလေဘာလို့လောက်ထိအတန်နေကြားနေရတာလဲ what happened man oh my god this spider ဘာလို့ငါဘာလို့မတီးရတော့ဟေ့ဒါကြီးတမီရိုးကြောင့်မဟုတ်ဘူး what the hell
အတန်လေးလက်ကြောင်နေရတယ်ဘယ်မှာတော့မသိဘူးဒီကောင်ကကျွန်တော်သူများဗီဒီယိုကြည့်ထားပါဘောနော်တော့လေးလိုက်တော့သူများဗီဒီယိုကြည့်ထားကျွန်တော်အဲ့ကောင်တကားပြတ်တယ်လေလားတော့ကြကျွန်တော်ကအတုံးမလေးတက်တယ်ထင်တာပဲတကားပြတ်ရတော့ကျွန်တော်ဒီနေ့ညတော့ကျွန်တော်တကားကိုအဲ့လိုမလုပ်ဘူးပေါ့နော်ဆိုတော့တကားအတုံးလေးနဲ့ကာထားလိုက်အဲ့ကအစင်ပြေမဲ့ထင်တာပဲမလေးတန်ရဲ့ကျဲတော့ကွာမင်းအော်shit skeleton နေရာလဲတော့ရှုပ်တယ်တေးလိုက်ပါတော့မင်းဘောင်းမွေဦးသွားတော့ရ What's happening oh bro မင်းမဆုံးလုံးလားညငါခုမှအိမ်ပြီးရတယ်ကွာဝေဝဲကျုပ်ဒီနည်းနဲ့တက်လို့ရတယ်နော်ကျုပ်ဒီနည်းနဲ့ပဲဒီကောင်ကိုကျုံးရင်ကောင်းလားမသိဘူး yes တေးလိုက်တော့ die prepare to die buddy dude die now ပြောချင်တော့ဒီကောင်ကမသိမျိုးနေသူတော့သိမဲ့ပုံမပေါ်ဘူးကွာကျွန်တော်ခုချနေဒါနဲ့ကြည့်တော့မကြည့်ဘူး what the hell မင်းငါ့ကိုဒုက္ခပေးတော့များနေပြီကွာမင်းတွေ့လားကျွန်တော်ပြောတယ်ဒီကောင်တက်လို့ရမှာမဟုတ်ဘူးလို့ဒီကောင်ပြတ်သွားတာအဲ့ကောင်လူလေလို့တယ် what ရမယ်ဒီကျွန်တော်စမ်းကြည့်တာပေါ့ let's try again ဟုတ်နေပြီ ash what just a queen ဘာဖြစ်သွား hello wait what where are you မဘယ်သွားလဲဒီကောင်ကိုကျွန်တော်တတ်ဖို့အတွက်ချင်းကြိုးစားခဲ့တယ်ဒါပေမဲ့အချင်းကြီးပါပဲအားကြောင့်မလို့ကျွန်တော်ရဲ့လက်ခံယူဆချက်ကတော့ဒီကောင်ဟာမသိမျိုးပါ